ကျွန်တော်သင်ယူခဲ့ရတာတခုရှိတယ်လူသားဆိုတာဒူးထောက်တတ်တဲ့တော်ဝါမျိုးမျိုးအားနေလို့မဟုတ်ဘူးနော်လုံးဝမဟုတ်ဘူးလွတ်လပ်မှုဆိုတဲ့ဝန်ထုတ်ဝန်ပိုးကြီးရဲ့ဖိစီးမှုကြောင့်တာဖြစ်တယ်လူတွေရဲ့နှလုံးသားတွေကနှဆိုင်တဲ့6ကမ်းပါးတဲ့အထိကျွန်တော်မြင်ဘူးတယ်ကျွန်တော်တို့တောင့်တနေတာကယုတ်တိပေတာမဟုတ်ဘူးဗျာသူလွတ်လပ်တယ်ဆိုတာကိုသက်သေပြဖို့အတွက်ပဲဖြစ်စည်းတတ်ကြတာကိုတောက်ကျိုးနီရလို့ဖို့ထီတောင်လွတ်လပ်နေတာဘူးကျွန်တော်ကိုအယူလို့သူတို့ခေါ်ဘူးကြတယ်ခေါ်ပါစေဗျာစင်းရဲဒုက္ခဆိုတာမြင့်မြတ်တယ်လို့ကျွန်တော်ယုံကြည်တယ်ဒီဒုက္ခထဲမှာပဲဝိညာဉ်ကနိုးထလာတာကိုကျွန်တော်အပြစ်တွေလုပ်ခဲ့ဘူးလေအကြီးအကျယ်နဲ့ချစ်ခဲ့ဘူးလေနောက်ဆုံးတော့ကျွန်တော်ဒါကိုသိလာတယ်လူဘဝရဲ့နဲ့နဲမှုဆိုတာကအသက်ရှင်နေုံတတ်မဟုတ်ဘူးဗျာအသက်ရှင်နေရကြိုးနာမဲ့တဆုံတစ်ခုကိုရှာဖွေတွေးရှိခြင်းမှပဲရှိတယ်ကျွန်တော်အဲ့လာကိုတွေ့ခဲ့ပြီပြောရရင်အဲ့ဒီအရာကကျွန်တော်ကိုလာတွေးခဲ့တာပေါ့